မထားနဲ့မထားနဲ့ဘာကနဲ့မနိုင်မနိုင်မပြေနဲ့လာပြီလောက်တော့ကြည့်သေးတယ်မပြင်းနဲ့တော့တမင်းနော်အဖေပဲနဲ့ဒီနေတက်လားဘာမှပြဖို့ဒီမှာအလွတ်ကြီး28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဘာမှ